to show that she has been moved. So until I'm allowed communication with her, or somebody can independently verify her condition and her whereabouts, then I won't believe anything. Nobody has shown me any photo that they can say is from a recent photo. So we all know that the military spreads fake news all the time for their own purposes. Let's hope that this isn't the case on this occasion. Well, until I know for sure that this is actually true, then I'm not going to comment, really. If she has been moved, then I'll welcome it, but she should never have been put in prison in the first place. I will, yes, since I haven't received any proof that she is alive so far. Well, I hope this is true. I still haven't seen any. ရှော့ပေါ့ပေးတဲ့အထက်မှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်လည်းပါဝင်ပါတယ်။ထောင်ဒဏ်တွေရှော့ပေါ့ပေးတာကလွတ်မြောက်တာမဟုတ်ပဲသူ့မိခင်တက်ရှိထင်ရှားရှိနေသေးတာကိုတက်တည်ပြပေးဖို့ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်တဲ့ကိုထိန်လင်းခေါ် Kim Eric ကတောင်းဆိုနေပါတယ်။ဒီအကြောင်းကိုဘိုဘိုကပြောပြပေးမှာပါ။ဒေါအောင်ဆန်းစုကြည်ကိုစစ်တပ်က2021ဖေဖော်ဝါရီလထဲကဖမ်းဆီးခဲ့ပြီး2022ဒီဇင်ဘာ30မှာသူ့ကိုဆွဲထားတဲ့အမှုတွေအားလုံးကိုအပြည့်အပြည့်အမိန့်ချခဲ့ပါတယ်။အဲဒီတုန်းကစုစုပေါင်း19မှုနဲ့ထောင်ဒဏ်33နှစ်ရှိခဲ့ပြီး2023မှာတော့စစ်ကောင်ဆောင်က6နှစ်လျှော့ပေးခဲ့ပါတယ်။ဒါကြောင့်ဒေါအောင်ဆန်းစုကြည်မှာထောင်ဒဏ်28နှစ်ကျန်တယ်လို့နားလည်ရပြီးဒီ28နှစ်ကိုမူတည်ပြီးတွက်ချက်ရင်တော့ဒေါအောင်ဆန်းစုကြည်ရဲ့ထောင်ဒဏ်ဟာ20အောက်ကိုရောက်သွားပြီလို့တရားရေးတိုင်းဝိုင်းနဲ့နှိစက်သူတွေကပြောပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့ထောင်ဒဏ်တွေတဲကနေစစ်တပ်အာဏာသိမ်းကလေးကချုပ်ထားတဲ့ချုပ်ရက်တွေကိုထုတ်နှုတ်ခံစားခွင့်ရတယ်ဆိုပြီးတရားရေးတိုင်းဝိုင်းနဲ့နှိစက်သူတွေကပြောပေမဲ့ဘလောက်နှစ်ကာလကိုဘယ်မှုမှာထုတ်နှုတ်ခံစားခွင့်ပေးကြတယ်ထောင်ဒဏ်ဘလောက်ကျန်တယ်ဆိုတာနဲ့အခုရှော့ပေါ့မှုနှစ်ကြိမ်ရဆက်လက်ကြခံရမယ်ထောင်ဒဏ်ဘလောက်ကျန်နေသေးတယ်ဆိုတာကိုတိတိကျကျမသိရပါဘူးလက်ရှိမြန်မာအာဏာပိုင်တွေရဲ့သတင်းထုတ်ပြန်ရေးဖွဲ့စည်းကို BBC ကဆက်သွယ်မေးမြန်းထားပြီးဒီညနေထိပြန်ဖြေတာမရှိသေးပါဘူးဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးကိုကျန်တဲ့အကျဉ်းသားလူငင်းချမ်းသာခွင့်တွေနဲ့ရောထွေးစဉ်းစားလို့မရချောင်းနဲ့ကြိုတင်ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ပြီးမှသာဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးတာဒါမှမဟုတ်နေအိမ်ကျယ်ချုပ်ကိုပြန်ရွှေ့ပေးတာမျိုးလုပ်နိုင်မယ်ဆိုပြီးလက်ရှိအစိုးရအဖွဲ့နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်လက်ရှိလူငင်းသက်သာခွင့်ပေးတာကိုကြည့်ရင်တော့တဆင့်ချင်းဖြေလျှော့တဲ့ပုံစံနဲ့သွားနေတယ်လို့နားလည်ကြောင်းသူကဆက်ပြောပါတယ်ချွင်းချက်တွေမပါတဲ့လူငင်းကြောင့်ဒေါအောင်ဆန်းစုကြည်ရဲ့ထောင်ဒဏ်တွေလျော့လာပေမဲ့သူ့ကိုဘယ်မှာထိမ့်သိမ်းထားတယ်ဆိုတာကိုထုတ်ပြန်တာမရှိလို့ဒေါအောင်ဆန်းစုကြည်တက်ရှိထင်ရှားရှိကြောင်းပြသဖို့လှုပ်ရှားမှုတွေကိုလည်းလူမှုကွန်ရက်မှာရှင်းဟုန်နဲ့လုပ်နေကြပါတယ်။နိုင်ငံတကာအတိုင်းအဝိုင်းကဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ဝိုင်းဝန်းတောင်းဆိုနေတဲ့ချိန်မှာတောင်ပြန်လွတ်မလာတဲ့ပေါ်နိုင်ငံရေးကျင်းသားများကွန်ရက်တီထောင်သူကိုတိုက်ထွန်းဦးပြောတာကတကယ်စစ်မှန်တော့လွတ်ငြိမ်ခွင့်ကိုပေးဖို့ဆန္ဒမရှိတဲ့စစ်တပ်ဟာနိုင်ငံတကာကတောင်းဆိုမှုဒီလောက်ထိမြင့်မားနေတဲ့အချိန်ပြည်သူရဲ့လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ပါဝင်နိုင်ငံရေးကျင်းသားလွတ်မြောက်ရေးအတွက်လှုပ်ရှားမှုအားကောင်းနေတဲ့အချိန်မျိုးမှာတော့မှပြည်သူလူထုရဲ့ဆန္ဒနဲ့နိုင်ငံတကာရဲ့ဖြစ်စေခြင်းတဲ့ဆန္ဒကိုလုပ်ပေးခြင်းတဲ့ဆန္ဒနဲ့စေတနာမရှိဘူးဒါဟာစစ်တပ်ကဒီမိုကရေစီကိုပြန်လဲတွားမယ်ဆိုရဲအရေးအယောင်ကိုကမ္ဘာကြီးကိုလက်စားဖို့နိုင်ငံတကာလက်စားကိုစူးစမ်းနေပေမဲ့လက်တွေ့မှာတော့စစ်တပ်ဟာငကိုမူလထုံးစံတွေအတိုင်းပဲစစ်အာဏာရှင်စနစ်ကိုအမြင့်ခိုင်မာအောင်တည်ဆောက်နေတဲ့အခြေအနေလို့ပဲကျွန်တော်တို့မြင်ပါတယ်ဗျ။ဒေါအောင်ဆန်းစုကြည်နဲ့အတူအာဂရိမှုနဲ့ပူးရဲတရားစွဲထောင်ချခံခဲ့ရတဲ့သမရဦးဝင်းမြင့်ကိုလက်ရှိသမရဦးမင်းအောင်လှိုင်ကဧပြီလ18ရက်နေ့မှာလွှတ်ပေးခဲ့ပေမဲ့ဒေါအောင်ဆန်းစုကြည်ကိုတော့ချန်လှပ်ထားခဲ့ပါတယ်။အကျဉ်းထောင်လက်စွဲဥပဒေရဆိုရင်ပြည်ထောင်လွတ်ငင်းခွင့်တွေကိုပေးတယ်ဆိုရင်ဘယ်လိုအမှုမျိုးစားဘယ်လိုဥပဒေရဘယ်လိုပုံမှန်မျိုးရဆောင်ရွက်တဲ့ဆိုပြီးဖော်ပြဖို့လိုအပ်ကြောင်းဥပဒေပညာရှင်ဒေါက်တာဖိုးဗျူကထောက်ပြပါတယ်ပြမှုချင်းတူနေပါလေနဲ့ထောင်တန်းနေချင်းလဲတူနေပါလျက်နဲ့တချို့လွတ်လာတယ်တချို့ကလွတ်မလာဘူးဆိုတာကိုကြည့်ချင်းအားဖြင့်လူပုဂ္ဂိုလ်ပေါ်မှာအခြေပြုတဲ့သုံးဖြတ်ချက်တွေဖြစ်နေတယ်တရားဥပဒေပေါ်မှာအခြေခံတဲ့ဥပဒေပြဋ္ဌာန်းချက်တွေပေါ်မှာလိုက်နာတဲ့တပြေးညီတော့စီမံခန့်ခွဲမှုမျိုးဖြစ်တယ်လို့စုံနိုင်ဖို့အတွက်အင်မတန်ပဲခဲယဉ်နေပါတယ်လွတ်ပေးလိုက်တယ်ဆိုတဲ့အမှုခင်းတွေအားလုံးဒီခိုးဆိုးလိုက်လူရဲ့ဓမြဆိုတဲ့ရာဇဝတ်သားတွေနဲ့ရောထွေးပြီးတော့စစ်တပ်အားလုံး
အပေါ်မှာမှ6ဖို့တဖို့ဆိုရင်အများကြီးတက်တာသွားမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ပြည်ကြခံဖို့အတွက်ကြံရှိနေတဲ့ကာလာလေးထဲမှာမှ6ဖို့တဖို့ဆိုတော့ပို့ပြီးတော့နေသွားတာအဲ့တော့6ဖို့တဖို့ပေးတဲ့ကာလာလေးတွေကတမင်တကမလွတ်မြောက်အောင်ပိုင်းပစ်ပြီးတော့ပေးတယ်လို့ဖြစ်နေတယ် ရေကောက်ပွဲဟန်တာနှောက်ယှက်မှုနဲ့ဖမ်းဆီးထောင်ချခံခဲ့ရတဲ့နုပညာရှင်တချို့တော့ရန်ကုန်အင်းစိန်ထောင်ကနေပြန်လွတ်မြောက်လာပြီးစီးပွားရေးလုပ်ငန်းရှင်ကြီးတချို့လည်းပြန်လွတ်လာတာကိုတွေ့ရပါတယ်ဒါပေမဲ့ထိုးတိုင်းတွေကတိုက်ဦးပေါင်းတယ်တာယာဝတီမွန်ပြည်နယ်နဲ့ကယားပြည်နယ်ထောင်တွေကနေလည်းနိုင်ငံရေးကျင်းသားတွေလွတ်မြောက်လာတာမရှိသေးဘူးလို့ PPNM ရဲ့တာဝန်ရှိသူကပြောပါတယ်အခုပေါ်ပြပေးခဲ့တဲ့ရုပ်သံသတင်းကိုသာမကမြန်မာနဲ့ကမ္ဘာတလားကစိတ်ဝင်စား